အားလုံးပဲမင်္ဂလာပါခင်ဗျကျော်စိ sharing ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ရုပ်ရှင်တွေက Sadness လေး၃ချောင်းကိုကျွန်တော်နဲ့အတူတူလေ့လာကြည့်လိုက်ရအောင်ဗျအရင်ဆုံးကျွန်တော်ဗီဒီယိုကလစ်လေးတစ်ခုဖွင့်ပြပေးပါမယ်တည်တည်ချာချာလေးနားထောင်ပေးပါအောင်ခင်ဗျ Don't give up. Don't give up, Clay. Don't give up yet. Don't give up! Don't give up, Butterbean. Don't give up. Don't give up. You. Don't give up. Don't give up! Don't give up. 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 Zeus, don't give up. Winners don't give up. ဗီဒီယိုကလစ်လေးထဲမှာပြောသွားတာကတော့ Don't give up အရှုံးမပေးပါနဲ့လို့အဓိပ္ပာယ်ရပါတယ်ဗျ listening မှာလေ့ကျင့်ပြီးသားဖြစ်သွားအောင်လို့နောက်ထပ်တစ်ခေါက်နားထောင်ကြည့်ပေးပါဦး Don't give up. Don't give up, Clay. Don't give up yet. Don't give up! Don't give up, Butterbean. Don't give up. Don't give up. You. Don't give up. Don't give up! Don't give up. 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 Zeus, don't give up. Winners don't give up. Don't ဒီ change. ဝါကြလေးနဲ့ပတ်သက်ပြီးတော့ပို့ပြီးမှတ်မိလွယ်သွားအောင်လို့ဥပမာလေးကိုတစ်ချက်ကြည့်ပေးပါအောင်ဗျ I don't think I can do this anymore ငါဒီလိုလုပ်နိုင်လိမ့်မယ်လို့ငါမထင်ဘူး Don't give up အရှုံးမပေးပါနဲ့ You are stronger than you think မင်းကမင်းထင်ထားတာထက်ပိုပြီးတက်မှာပါတယ်လို့အဓိပ္ပာယ်ရပါတယ်ခင်ဗျဒုတိယဝါကြလေးကိုတစ်ချက်လောက်ကြည့်ပေးပါအောင်ခင်ဗျ Don't change the subject. There is no subject. Andrew, don't change the subject. Don't change the subject. Don't change the subject. Don't change the subject. You Change the subject. Don't c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 hange the subject. ဗီဒီယိုထဲမှာပြောသွားတာကတော့ Don't change the subject စကားလမ်းကြောင်းမလွဲနဲ့လို့အဓိပ္ပာယ်ရပါတယ်ခင်ဗျ Listen နဲ့လေ့ကျင့်ပြီးသားဖြစ်သွားအောင်လို့နောက်တစ်ခေါက်နားထောင်လိုက်ပါဦး Don't change the subject. There is no subject. Andrew, don't change the subject. don't change the subject. Don't change the subject. Don't change the subject. You Change the subject. Don't c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 hange the subject. ပို့ပြီးဖတ်မိလွယ်အောင်လို့ဥပမာလေးနဲ့ကြည့်လိုက်ရအောင် Why did you call me back မင်းကဘာဖြစ်လို့ဖုန်းမခေါ်တာလဲ Oh did you hear about the concert next week နောက်တစ်ပတ်မှာပွဲရှိတယ်မင်းကြားပြီလား Don't change the subject answer my question စကားလမ်းကြောင်းမလွဲပါနဲ့မင်းငါမေးတာပဲဖြေပါလို့အဓိပ္ပာယ်ရပါတယ်ခင်ဗျနောက်ဆုံးဝါကြလေးကိုတစ်ချက်လောက်ကြည့်လိုက်ရအောင် Freezing. God, it's freezing. It's freezing. It's freezing. Freezing. It's f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 reezing. ဗီဒီယိုကလစ်ထဲမှာပြောသွားတာကတော့ if freezing အေးလုံးလို့ခဲသွားတော့မယ်လို့အဓိပ္ပာယ်ရပါတယ်ခင်ဗျထုံးစံအတိုင်း listening practice လေးတစ်ချက်လောက်လုပ်လိုက်ပါဦး It's freezing. God, it's freezing. It's freezing. It's freezing. Freezing. It's f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 reezing. ဥပမာလေးနဲ့တစ်ချက်ကြည့်လိုက်ရအောင်ခင်ဗျ It's freezing အေးလုံးလို့ခဲတော့မယ် No kidding my ears are going numb အေးဆိုငါရဲ့နားတွေတောင်မှထုံနေပြီWe should have one heart ငါတို့တွေအုတ်ထုတ်ဆောင်းတင်တယ် Or just stay inside what is one ဒါမှမဟုတ်ငါတို့အထဲမှာပဲနေမယ်လေအထဲမှာပုံလို့ရလို့အဓိပ္ပာယ်ရပါတယ်ခင်ဗျဝါကြထဲမှာပါတဲ့ no kidding ရဲ့အဓိပ္ပာယ်ကတော့ဟုတ်တယ်မှန်တယ်လို့အဓိပ္ပာယ်ရပါတယ်no kidding ကအခြေအနေပေါ်မှာမူတည်ပြီးတော့အဓိပ္ပာယ်မျိုးမျိုးပြောင်းလဲနိုင်ပါတယ် no kidding အသုံးနဲ့ပတ်သက်ပြီးသိကျင်တယ်ဆိုလို့ရှိရင်တော့အောက်မှာ yes လို့မှတ်ငယ်ပေးပါခင်ဗျဗီဒီယိုလေးတော့ဒီလောက်ပါပဲခင်ဗျအဆုံးလေးကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြတာပေါ့